ကဲဒီနေ့မှာတော့ Fire Dragon ကဦးစီးကျင်းပတဲ့ Full Sail Major Cup ပြိုင်ပွဲတွားကြည့်ခဲ့တဲ့ vlog လေးကိုတင်ဆက်ပေးသွားမှာပါအဆုံးထိ like ပါကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုပါရစေအောင်ဆုံးအနေနဲ့ကျွန်တော်က YBS နဲ့သွားတာဖြစ်တာကြောင့်အသင်းတိုင်းမှတ်တိုင်မှာဆင်းပါတယ်အသင်းတိုင်းမှတ်တိုင်ကနေဆင်းပြီးဘယ်ကိုချိုးမယ်ဆိုရင်တော့သူ့နောက်ဝင်ပေါက်ကိုတွေ့ရပါတယ်ဝင်ပေါက်ကနေတက်တန်းလေးလမ်းလျှောက်လာမယ်ဆိုရင်ဘယ်ဘက်မှာNumber 5 Full Sail Stadium ကိုတွေ့ရပါတယ် Stadium ကြီးကတကယ်ကိုခမ်းနားလှပပါတယ်။တွင်းရဲ့အဆောက်အဦပြီးတော့အတွင်းပိုင်းတွေကတော်တော်လေးကိုမိုက်ပါတယ်။တွဲကတော့စနေပြီဗျ။တွဲစလို့2မိနစ်အတွင်းမှာပဲ Cherry Army သင်းက7သင်းကိုတကူတွင်းထားပါတယ်။တင်းရွယ်ကတော်တော်လေးကောင်းပါတယ်။ထိပ်ဖူးနဲ့ထိုးလိုက်တာပါ။7သင်းကလည်းခြေပါကိုရဖို့ကြိုးစားနေတဲ့နေခွင့်တွေပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ Cherry Army ကတော်တော်လေးကိုစနစ်ကျတယ်ဗျခံစစ်ကစားပုံအတော်လေးကောင်းတယ်ဒီလုံးဆိုလှည့်ထွက်သွားတာတော်တော်လေးကိုမိုက်ပါတယ်တောင်းဖြတ်ကန်ရတာကြောင့်နည်းနည်းလေးကလွဲသွားပါတယ်7အသင်းနေနဲ့ကိုရဖို့စူးစမ်းပေမဲ့လည်း Cherry Army ရဲ့ကိုယ်တော်တော်ကောင်းပါတယ်ဗျဒီလုံးမှာဆိုရင်ဒီမကြပဲခြေကွင်းနဲ့ပိတ်သွင်းသွားတာတော်တော်လေးကိုလှတယ်ဗျ Cherry Army သင်းရဲ့နံပါတ်ခေါ်တော်တော်လေးကောင်းတယ်ဗျဒီကိုဆိုရင်ကစားသမား2ဦးပေါင်ကြားလေးကထည့်ပြီးတော့ထွင်းယူသွားတာတော်တော်လေးကိုအစင်နဲ့မြင့်ပါတယ်ဒီကစားသမားကတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ဗျ Cherry Army ရဲ့နံပါတ်9ပဲဖြစ်ပါတယ်ဒီမှာပိုင်းမှာတော့ Cherry Army က4ဂိုး9မရှိနဲ့ဦးဆောင်ထားပါတယ်ကျွန်တော်ဒီနေ့တွားကြည့်တဲ့ Semi Final ပွဲစဉ်နှစ်ပွဲမှာ Cherry Army အသင်းကပို့ပြီးတော့ဒီစနစ်ကောင်းလို့အပေးယူအခြေဆက်မိမိနဲ့တော်တော်လေးကိုကောင်းတဲ့ play style ကိုတွေ့ရပါတယ် Cherry Army ပဲပေးတဲ့ပိတ်တဲ့ဂိုးတွေမြာကဲကောင်းတဲ့ one touch တွေနဲ့ကိုသွင်းယူရတာပဲဖြစ်ပါတယ်။ပဲပြီးဆုံးချိန်မှာတော့ Cherry Army တင်းက7သင်းကို8ဂိုး9မရှိနဲ့အနိုင်ရရှိပြီးဗိုလ်လုပွဲသို့တက်ရောက်သွားပါတယ်။ကဲနောက်တဲ့ semi final ပွဲစဉ်ကတော့ Chelsea လင်းအသင်းနဲ့ DAE အသင်းတို့ပဲဖြစ်ပါတယ်။စားသမားတွေ training ဆေးနေကြတာပါ။ကဲအခုဆိုရင်ပွဲစတင်မှုတို့ကနောက်ဖက်ကစားသမားတွေစတင်ပြီးထွက်လာပါပြီ။ဒါကတော့နောက်ဖက်ကစားသမားတွေပွဲမစတင်မီစီးလုံးစွာနဲ့ဂိမ်းမလန်ချမှတ်နေကြတာပါ။ကဲပွဲကတော့စတင်ပါပြီဗျာ။ပွဲချိန်အစပိုင်းမှာတော့ကျယ်စင်လင်းသိန်းကဒီအင်းကိုဖိစားနေပါတယ်။ကျယ်စင်လင်းသိန်းရသွားပြီးဖိထားတဲ့ဘိုးသမားအနေနဲ့အကောင်းဆုံးကာကွယ်သွားတာကိုမြင်တွေ့ရပါတယ်ဒီဘွဲရဲ့အုပ်ဆောင်ကိုတော့ဒီအင်းကကောင်တာကနေတဆင့်ပဲရရှိသွားတာပါကန်ဝါတာတော်တော်လေးကိုကောင်းတယ်ဗျတစ်ချက်ဖိတ်ပြီးတော့ဆွဲကန်ဝါတာပါအမှန်တော့ကျန်တဲ့တင်းခြေပါကိုပြန်လဲရရှိသွားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်နံပါတ်9အနေနဲ့တော်တော်လေးကိုကောင်းပါတယ်ကိုသမားတွေရောနောက်တန်းတွေရောအကုန်လုံးကိုလိန်ခောက်ပြီးတွင်းယူသွားတာပဲဖြစ်ပါတယ်ကျန်တဲ့လင်းသင်းရဲ့ဦးဆောင်ကိုလည်းနံပါတ်9ကပဲတွင်းယူပေးခဲ့တာပါ။ကစားသမားတွေဟန်တာနေတဲ့ကြားကနေမရမကဖောက်ထွက်ပြီးတော့အသာရတွင်းခဲ့တာပါ။နံပါတ်9ကတော့တကယ်ကောင်းမွန်တဲ့ကစားသမားပဲဖြစ်ပါတယ်။သူ့ကိုဒီအင်းကခန်းစိတ်ကစားသမားတွေတော်တော်လေးကိုထိန်းယူရခတ်နေတာပါ။ဒါကတော့အသင်းအတွက်တတိယမြောက်တွင်းကိုပါ။သူ့အတွက်ဟတ်ထရစ်ရစေမယ်ကိုလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်တွေမှာတော့နံပါတ်9ကစားသမားတွေတူတူကြကြခြေစမ်းပြနေတာကိုတွေ့မြင်ရပါတယ်ပွဲစဉ်ပြီးဆုံးခါဒီမှာဒီအင်းရဲ့ခြေပါဘိုးပဲဖြစ်ပါတယ်အဝေးကနေကန်သွင်းယူပေးခဲ့တာတော်တော်လေးကိုကောင်းတဲ့ကန်ချက်ပါဒါပေမဲ့ပွဲချင်းကသိမကြံတာကြောင့်ဒီအသင်းအနေနဲ့ကျယ်စင်တဲ့အသင်းကိုနောက်ဆုံးမှာ2ဂိုး3ဂိုးနဲ့ရှုံးပေးခဲ့ရပါတယ်ဘလူးဝဲကိုတော့လာမဲ့စန်ဒေးမှာစကန်မှာဖြစ်ပြီးကျယ်စင်လင်းသင်းနဲ့ Cherry Army သင်းတို့တွေ့ဆုံရမှာပါနံပါတ်9တွေရဲ့အားပြိုင်ပွဲကိုလည်းကြည့်ရှုရမှာပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်